အားလုံးပဲမင်္ဂလာပါအွန်လိုင်းအဘိဓမ္မာသင်တန်းမှကြိုဆိုပါရစေဦးစင်းကဥခေမာတီတီပါသင်တန်းမစတင်မီတရားဤမူလအပိုင်းရှင်အစစ်ဖြစ်တော်မူသောသုံးလောကထွတ်ထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှိခိုးဥချကြောပါ၏အရှင်ဘုရားအာရမဏသင်္ကန်းမှာအာယုံ6မျိုးရူပယုံတတ္တယုံကန္နာယုံရတယုံဖောတ္တပယုံဓမ္မယုံဒါပြောခဲ့ပြီးပါအရာကောင်းတဲ့တကွာပြောခဲ့ပြီးပါဥရကအဲ့ဒီအာယုံတွေကိုသိနေတဲ့စိတ်အာယုံကိုသိနေတဲ့စိတ်ကိုအာရမဏိကလို့ခေါ်ပါတယ်အဲ့ဒါကိုအာရမဏိကတရားနဲ့တွဲဆက်ပြီးတော့မှပြပါဦးမယ်ဒီမှာဒါအာယုံ6မျိုးပါရူပယုံတတ္တယုံကန္နာယုံရတယုံဖောတ္တပယုံဒါဓမ္မယုံအဲ့တော့သူသိနေတဲ့စိတ်ဆိုတော့ဓွာရနဲ့တွဲပြီးတော့ကြည့်ကြရအောင်နော်ဓွာရမှာဓွာရသင်္ခါနဲ့ဆက်ပြီးတော့မှလေ့လာကြည့်အောင်ကဲပထမဆုံးသက္ကုဓွာရိကစိတ်သက္ကုဓွာရိကစိတ်46ပါးရှိတယ်အဲ့ဒါဘာအာယုံပြုလဲဆိုပြစ္ဆုတ်ပံရူပယုံအာယုံပြုပါတယ်ဥမာမျက်စိမှာအဆင်းလာတိုက်တယ်မျက်စိနဲ့အဆင်းနဲ့တိုက်လွန်သွားသောပွင့်လှုပ်သွားသောပွင့်ပြတ်သွားသောပွင့်ပြီးဆင်းခြင်းတယ်ပြီးသက္ကုဝိညာဉ်တံပရိသိုင်းတန်တိရဏဝုထောပြီးဇော9ကြိမ်ကြာနော်ကာမဇော29ပါးရပြီးတရားရော2ကြိမ်ပြီးဘဝင်ကြပါအဲ့အစင်းလေးဟာဒီမှာဖြစ်လာတဲ့အစင်းလေးဟာတောက်လျှောက်ရှိနေပါတောက်လျှောက်ရှိဒီကြမှာချုပ်သွားတယ်အစင်းရောသကုပ္ပဒါရရောဒီမှာပြိုင်လို့ချုပ်တယ်ဒါဆိုဒီတွဲလုံးဟာတော့ဒီမှာဖြစ်သွားတဲ့စိတ်တွေကိုသကုဓွာရိကစိတ်လို့ခေါ်ပါတယ်ဒါသကုဓွာရိကစိတ်သက္ကုဓွာရိကစိတ်သက္ကုဓွာရိကစိတ်46ပါးတော့ဓွာရသင်္ခါကိုပြန်ပြီးတော့မှကြည့်လိုက်ပါ46ပါးဘာလဲပြစ္ဆောရဝဇ္ဇသက္ကုဝိညာဉ်တံပရိဇိုင်းတွေတန်တိရဏ3ပါးဝုထောကာမဇော29တရားယုံပေါင်းလိုက်46ရပါမယ်46ပါးအဲ့46ပါးတော့ဘာအာယုံပြုသွားလဲဆိုအဆင်းကိုအာယုံပြုသွားပါတယ်အဲ့အဆင်းကလည်းလောလောလတ်လတ်ထင်နေကြရှိနေသေးတယ်ဆိုတော့ပြစ္ဆုတ်ပံရူပယုံပြစ္ဆုတ်ပံရူပယုံအာယုံပြုတယ်နော်သက္ကုဓွာရိကစိတ်46ပါးစီပြစ္ဆုတ်ပံရူပယုံအာယုံပြုသည်ပြစ္ဆုတ်ပံရူပယုံဆိုတာဘာလဲအဆင်းပါပဲဝဏအရာကောက်ဝဏအရာကောက်ထားတခါသောတဓွာရိကစိတ်46ပါးရှိပါတယ်သောတဓွာရိကစိတ်46ပါးသူပြစ္ဆုတ်ပံတတ္တယုံအတန်ပြစ္ဆုတ်ပံတတ္တယုံကိုအာယုံပြုတယ်အဲ့46ပါးဆိုတော့ဓမ္မနာအကြည့်အတန်လာတိုက်တယ်ခုနအတိုင်းပါပဲဒီနေရာမှာချိန်လိုက်ပါသောတာဝိညာဉ်ဖြစ်သွားမယ်ပြစ္ဆောရဝဇ္ဇံတံပရိသိုင်းတဏိနာဝုထောဇောတရားယုံအတန်လေးကဒီမှာရှိနေတယ်တောက်လျှောက်ရှိနေတယ်ဒီကြားမှာချုပ်ပါမယ်အတန်ရောသောတာပဒါရရောဒီစင်မှာဖြစ်သွားတဲ့စိတ်တွေစင်တိုင်းတွဲလုံးကိုအဲ့ဒါသောတာဓွာရိကစိတ်လို့ခေါ်ပါတယ်46ပါးရှိပါတယ်ဓွာရသင်္ခါကိုပြန်ကြည့်လိုက်ဒီ46ပါးတော့ဘာအာယုံပြုသွားလဲဆိုအတန်ကိုအာယုံပြုသွားတယ်အဲ့ဒါပြစ္ဆုတ်ပံတတ္ထယုံပါပဲပြစ္ဆုတ်ပံတတ္ထယုံကိုအာယုံပြုတယ်သောတာဓွာရိကစိတ်ပြစ္ဆုတ်ပံတတ္ထယုံတရားကိုကတတ္ထနောက်တစ်ခုခန္ဓာဓွာရိကစိတ်46ပါခန္ဓာဓွာရိကစိတ်46ပါအနက်ပြစ္ဆုတ်ပံခန္ဓာယုံကိုအာယုံပြုမယ်နှာခေါင်းအကြည့်ယုံမှာအနက်လာပြီးတော့မှတိုက်တယ်အဲ့ဒီနေရာမှာချိန်လိုက်ပါခန္ဓာဝိညာဉ်လေးချိန်လိုက်ပါစင်ကြယ်မယ်အနက်လေးကိုသိသွားမယ်လက်ခံမယ်စုံစမ်းမယ်ဆုံးဖြတ်မယ်ဇော9ကြိမ်ကာမဇော29ရာတရား2ကြိမ်ကြာမယ်ပြီးရင်ချုပ်မယ်ဒီအနက်လေးဟာတောက်လျှောက်ရှိနေပါတယ်ဒီကြမှာအနက်ချုပ်ပါတယ်ဒီကနှာခေါင်းအကြည့်ယုံတဲ့အနက်နဲ့အပြိုင်တူချုပ်ပါအဲ့ဒီစိတ်တွဲလုံးဟာခန္ဓာဓာရိကစိတ်46ပါးတွဲလုံးဟာပြစ္ဆုတ်ပံခန္ဓာယုံအနက်ကိုအာယုံပြုသွားပါတယ်နော်ပြစ္ဆုတ်ပံခန္ဓာယုံအနက်ကိုအာယုံပြုတယ်တရားကိုခန္ဓာအနက်ကိုအာယုံပြုတယ်ပြစ္ဆုတ်ပံအနက်ပါပဲနောက်တစ်ခါဇေဝဓာရိကစိတ်46ပါးရှောက်အရသာလေးလာပြီးတော့မှတိုက်တယ်တိုက်ရင်ဒီရသာလေးကိုဒီမှာပထမလွန်သွားမယ်လှုပ်သွားမယ်ပြတ်ဆဲသွားမယ်ဘာလဲလို့ဆင်ခြင်မယ်ဇေဝဝိညာဉ်ဖြစ်ပါမယ်ဒီမှာအစားထိုးလိုက်ပါဇေဝဝိညာဉ်တံပရိသိုင်းတဏိနာဝုထောဇောတွေကြောက်သွားမယ်တရားယုံပြီးရင်ဒီရသာလေးနဲ့ရရှာကြီးနဲ့ပြန်တူချုပ်ပါမယ်အရသာလေးကတောက်လျှောက်ထင်ထင်ရှားရှားရှိနေပါမယ်ဒီတွဲလုံးကအဲ့ဒီအာယုံပြုပါတယ်
ဒါဆိုရင်ဒီကဇင်ဝဒွါရိကစိတ်46ပါးလုံးဟာပြစ္ဆုတ်ပံရတာယုံအာယုံပြုတယ်တရားကုံကောက်ရင်ရတာကိုအာယုံပြုပါတယ်နောက်တစ်ခုကာယဒွါရိကစိတ်46ပါးကာယဒွါရိကစိတ်46ပါးဘာကိုအာယုံပြုလဲပြစ္ဆုတ်ပံဖောတပါယုံကိုအာယုံပြုတယ်ကာယဒွါရိကစိတ်46ပါးဆိုတာဘာလဲအဲ့တော့ဒီမှာကာယပဒါရမှာတရားတွေ့ထိစရာလေးတွေလာပြီးတော့တွေ့ထိပါတယ်နောက်တွေ့ထိစရာအာယုံဒီမှာလေတိုက်တယ်ဆိုတော့လေလေးပေါ့ခဲခလုတ်တိုက်ပြီးသွားဆိုတော့လည်းခဲခလုတ်ကလေးပေါ့အဲ့လိုမျိုးပေါ့သူကအာယုံလာပြီးတော့တွေ့ထိတယ်တွေ့ထိစရာလေးလာပြီးတော့တွေ့ထိလိုက်တဲ့အခါကျတော့ဒီမှာကာယဝိညာဉ်ဆိုပြီးတော့ဖြစ်လာပါမယ်ဒီသဟုဝိညာဉ်ထဲမှာကာယဝိညာဉ်အစားထိုးလိုက်ပါဒါထိစရာအာယုံလေးစိတ်တွဲဖြစ်သွားပါမယ်ဆင်ခြင်မယ်ကောင်းရင်ကောင်းလို့ဆိုရင်ဒုက္ခသကိုကာယဝိညာဉ်ဖြစ်မယ်နာရာကျင်တာမျိုးဆိုရင်ဒုက္ခသကိုကာယဝိညာဉ်ဖြစ်သွားမယ်ပြီးအဲ့အာယုံလေးကိုလက်ခံဆုံးဖြတ်တယ်ဇောနဲ့ခံစားလိုက်တယ်ကောင်းရင်လည်းကောင်းလိုက်တာပေါ့နော်နာရင်လည်းနာလိုက်တာအဲ့လိုခံစားရတယ်ပြီးရင်တရားအောင်နဲ့ချိန်ကြပြီးသွားမှအဲ့ဒီကထိတဲ့အာယုံလေးလေဆိုလဲလေတိုက်တဲ့အာယုံလေးခလုတ်တိုက်ရင်လည်းခလုတ်တိုက်တဲ့အာယုံမျိုးလေးအဲ့ဒါလေးကဒီမှာချုပ်သွားပါမယ်ဒီကြမှာချုပ်ဒါဆိုရင်ဒီတွဲလုံးကိုကာယဒွါရိကစိတ်လို့ခေါ်ပါတယ်အဲ့ကာယဒွါရိကစိတ်ကဘယ်လောက်ကြီးလဲ46ပါးကြီးပဲအဲ့46ပါးတော့ဒွါရသင်္ဃာကိုပြန်ပြီးတော့မှကြည်လိုက်ရင်ရှင်းပါတယ်အဲ့ဒါဘာအာယုံပြုသွားလဲဆိုပြစ္ဆုတ်ပံဖောတပါယုံလေးတွေ့ထိစရာလေးအာယုံပြုတယ်ဖောတပါယုံအရာကောက်တော့ဘာရာကောက်ခဲ့လဲပထဝီတေဇောဝါယော3ပါးကိုကောက်ခဲ့ပါတယ်ဒီ3ပါးတွေ့ထိလို့ကောင်းတဲ့အတွက်ကြောင့်မလို့တွေ့ထိစရာတွေ့ထိလို့ရတဲ့အတွက်ကြောင့်တွေ့ထိစရာတွေ့ထိစရာဆိုတာဖောတပါယုံအရာကောက်ကတော့ပထဝီတေဇောဝါယောပါအဲ့ဒါအာယုံပြုတယ်ပြစ္ဆုတ်ပံဖောတပါယုံအာယုံပြုတယ်အဲ့ဒါဘာလဲကာယဒွါရိကစိတ်46ပါနောက်တစ်ခုကဘာလဲဆိုမနောဒွါရိကစိတ်အဲ့တော့နောက်မှပဲဆက်ပြောပါမယ်အားလုံးသောတရားဓမ္မအပေါင်းယောဂီအပေါင်းတို့သည်ကိုယ်စိတ်နှပြအကျမ်းပါချမ်းသာဘေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝဲငြိမ်းအေးကြပါစေတရားထုတရားမြတ်လင်းမြန်စွာရရှိကြ၍သူတစ်ပတ်သားတရားထုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ